ဘူးဒီတိမရီးလာမတော်ကြနဲ့နော်အမျိုးတို့မကျွေးဘူးဟချလာဘူးဒီတိနေပါပြီကြက်ဘူးလေးစားခြင်းနဲ့ဆိုရင်လာကြပါကြက်ဘူးဒီတွေ့မယ်ဘူးဒီကဒီစင်တော့မှအဲ့ဒီတလုံးမဲ့သေးတယ်ကျန်တာတွေကမရသေးဘူးဘူးဒီတိမရီးလာမတော်နဲ့ဟဲ့ဟဲ့ကဲအားပြီးတော့ပြီးတော့တင်မော်ဒီဘူးဒီတပြုံနေနဲ့သမင်းကျွေးပြီးတော့ဟောမှာဗျာတင်မော်ဒီဒါအောက်ကျန်ကတလုံးအရာလိုက်နေပါပြီဒါပေမဲ့စစ်တော့မှဟိုအပေါ်နဲ့အောက်နဲ့ဘာကွာလဲဆိုရင်အဓိကတော့ကျွန်တော်တို့အပေါ်ကကြတော့ဘာမြင်မှဟိုပြင်ဆင်နိုင်ခြင်းမလုပ်နိုင်ခဲ့တာပေါ့နော်အဲ့ဒီရဲ့အားနည်းချက်ကြောင့်မလို့ဒီအပေါ်ဒီနဲ့အပေါ်ပင်နဲ့အောက်ပင်တွေကွာခြားချက်ပါအဲ့ဒါဆိုအပေါ်မှာကျွန်တော်တို့တွေခြံရှင်းမိုးရင်းဆိုတော့ဗျာဟိုမြေတွေထိုးချအခုဆိုရင်ဒါကျွန်တော်တို့နှစ်ပတ်လေပုံတွေပြန်တက်လာပြီပေါ့နော်မြေတွေထိုးချမြေတွေဖြီတဲ့အချိန်မှာမိုးတွေရွာတော့မြေစီမြေနစ်တွေပါသွားဆိုတော့ဟိုဆက်ပြီးတော့မလိုက်နိုင်တာပေါ့ဟိုကိုတွေကနည်းနည်းလေးအဲ့ဒီဥစ္စာလိုအပ်ချက်တွေရှိသွားတာပေါ့နော်ဒါကအောက်ခြံမှာအခုဒါဒီအကျယ်ဝန်းပေါ့နော်အကျယ်ဝန်းဒီကျွန်တော်တို့ရှေ့မျက်နှာပွင့်နော်ကျွန်တော်တို့ဒီမှာရှင်းမျက်နှာပွင့်ကပေ100ရှိတယ်နောက်တောင်မြောက်ပေါ့အရှိအနောက်ကပေ100ရှိတယ်ပေ90ပေါ့ sorry ပေ90ရှိတယ်တောင်မြောက်ကပေ180ရှိမယ်ပေ180ရှိမယ်ဆိုတော့ဟောဒီဥစ္စာဒီဒါဒသမ50နီးပါးပေါ့50ဟိုမှာဒီဘက်အချမ်းလေးနည်းနည်းရုပ်ပေါ့နော်ကျွန်တော်တို့ဒီဘက်အချမ်းလေးရောင်းထားလို့အမှန်တကယ်ဆိုရင်တော့ဧကဝက်ကိုဒီဘက်လေးရောင်းထားလို့ရှိတယ်ရေမီးအစုံပါမယ်ပေ40-60ကွက်ဆိုရင်လမ်းပါပြီးသား6ကွက်ရမယ်အခုဒီဘက်မှာဆိုရင်ပေ40-60တကွက်ကို3000အနည်းဆုံး800အထက်မှာရှိနေတယ်ပေါ့နော်800အထက်မှာရှိနေတယ်ဒါတလောက်မလားတဲ့ဟာနော်ဒီမှာသီးနှံမင်းတွေပါတယ်ရေမီးပါတယ်ဟိုဘောကအစာဦးနှလုံးပါမယ်နော်ဒီဟာအားလုံးကိုမှကျွန်တော်တို့ကဒီ3,500ခေါ်ထားပါတယ်အလျှော့တင်းပပတော့လုပ်ပေးမယ်ပေါ့နော်အများကြီးတော့မရဘူး3,500ခေါ်ထားတယ်ပေ40-60 6ကွက်ရမယ်တီးပင်စာပင်ပါမယ်ရေမီးအစုံပါမယ်အနည်းဆုံးများဒီအစာဦးနဲ့ဒီရှေ့ပိုင်းကပေ40တကယ်လို့တစ်ချမ်းပဲတက်နိုင်တယ်ဆိုရင်တော့တစ်ချမ်းဆိုရင်တော့ကျွန်တော်တို့3,000မှရောင်းပေးနိုင်မှာပါနော်တစ်ချမ်းကိုအဲ့တော့ရေမီးအစုံပါတဲ့အကွက်ဆိုအနည်းဆုံးအဲ့ဒီအကွက်မှာတင်ကို3,500ဝန်းကျင်ခေါ်လို့ရတယ်နော်1,500မဟုတ်တော့မှဒီအနောက်ဘက်ကဒီဇုံငင်းဆိုရင်ဟိုတနေ့ကလာပြီးတော့မေးတယ်ကျွန်တော်တကွက်ထဲမို့လို့ရောင်းမပေးတာပေါ့နော်သူတို့1,200အထိလိုက်တယ်ဒါရေမီးမပါဘူးနော်အဲ့အလွတ်လေးတွေတကယ်လို့အဲ့ဒီအရှိဘက်မှာရေမီးပါမယ်မျက်နှာပွင့်နဲ့လာမယ်ဆိုရင်ဒါဟိုပြမ်းမြအပြင်1000နဲ့တွက်မယ်ဆိုရင်6,000ကုန်ပြီဗျာအကွက်ရိုက်တို့ဒီရဲ့တိုင်တို့တန်စကာတို့ဟိုစီစဉ်ရမယ်လုံးဝမယ်ဆိုရင်ကိုကျွန်တော်တို့200မကုန်ပါဘူးနော်ဒါဒီလက်တလောဒီဘက်မှာလူကြိုင်များတယ်ငွေပေါ်တယ်ငွေဖြစ်မြန်မယ်လုံနိုင်နဲ့သူရှိတယ်ဆိုရင်ကျွန်တော်2လေးတန်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အားလုံးကိုယ်တိုင်လုပ်နိုင်ရင်လုပ်ပါတကယ်လို့မဟုတ်ဘူးကျွန်တော်ဥဆောင်ပေးစီစဉ်ပေးဆိုရင်ကျွန်တော်အားလုံးဒီဟာကို
ဟိုအစီအစဉ်ချပလန်ဆွဲပေးနိုင်ပါတယ်နော်အားဒီဟာစီစဉ်ပေးနိုင်ပါတယ်လာပြီးတော့လေးလာကြည့်သေးကြပါတယ်ကျွန်တော်ထဲမှာဒါမြေရောင်းဝယ်စိတ်ဝင်စားတဲ့မိတ်ဆွေတွေရှိနေတာဖြစ်တဲ့အတွက်နော်ရှုခင်းအနေထားနဲ့ရလေဒါရတယ်အေးချမ်းချမ်းနေပြီးတော့တနိုင်နမိုင်စိုက်ပျိုးရေးအတွက်လုပ်ချင်နေဆိုရင်ဒါရပါတယ်ဒီဘက်မှာလည်းအတူတူပဲ channel သူ channel ကို channel ကကျေကြီးတွေအေးစစ်စစ်နာအေးပါအေးနေနိုင်ပါတယ်ပေါ့နော်ဒါချမ်းပတ်ပတ်လေးကိုပြပြထားခြင်းဖြစ်ပါတယ်ရေ open ပေါ်ပါတယ်ရေမီးအစုံရှိပါတယ်တီးပင်စာပင်ဆိုတဲ့ဆိုရင်လည်းခွေးဒီတရက်နော်အစုံရှိပါတယ်ဗန်မင်းစိုက်တဲ့သူတွေဆိုရင်စိုက်ပျိုးရေးဝါသနာပါတဲ့သူဆိုရင်လည်းအရင်သိနေနိုင်ပါတယ်တတားပါ